大家好，同学们，这是杨老师，我们今天又见面了，对吧？ဆိုတော့က老师ကတော့杨老师ပဲဖြစ်ပါတယ်။老师ဒီနေ့မှာဆိုလို့ရှိရင်တော့ဗောနော်ဒီ当当的ဆိုတဲ့ရဲ့ဒီ vocabulary လေးဗောနော်ဒီ词汇လေးရဲ့用法ဒီ当当的ဆိုတဲ့ vocab ရ老师ဒီ usage ကိုဗောနော်老师ကနေပြီးတော့မှသင်ကြားပေးတော့မှာပဲဖြစ်ပါတယ်။好，那我们呢，老师今天的sharing လုပ်သွားမယ့်စကားလုံးလေးကကြတော့当当的နော်ခုနလည်းပဲပြောခဲ့တယ်当当的ဒီကောင်လေး老师ကဒီအယောင်နေပေါ့နော်အယောင်နေမှာလဲတောင်းတယ်ပေါ့နော်ခက်ဖြော့ဖြော့ပဲလို့တောင်းတယ်ပေါ့နော်အယောင်နေမှာတောင်းနေဆိုရင်တော့စိတ်ခံစားမှုတွေမှာဆိုလို့ရှိရင်လဲ当当的ကိုပြောလို့ရတယ်နော်ပြီးတော့ဒီကောင်လေးကဘယ်လိုနေရာမျိုးတွေမှာပို့ပြီးတော့မှတောင်းလဲဆိုရင်ပေါ့ပေါ့ပါပါနေပေါ့နော်ဒီလိုအတိတ်ပဲမျိုးနဲ့တောင်းတာပိုများတယ်ဥပမာလာဆိုသူငါ့ကိုပေါ့ပေါ့ပါပါနဲ့ပဲတစ်ချက်လောက်ကြည့်လိုက်တယ်ညံတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်သူငါ့ကိုပေါ့ပေါ့ပါပါနဲ့ပဲအပြုံးလေးတစ်ချက်လောက်ရည်ပြလိုက်တော့တည်အောင်လားဒါမျိုးလေးပေါ့နော်ပေါ့ပါစွာပေါ့ပေါ့ပါပါပေါ့နော်လာဆိုဒီလိုနေရာမျိုးလေးတွေမှာတုံးတယ်โอเคနော်လာဆိုဒီ emotion မှာဆိုရင်လည်းနည်းနည်းလေးချင်းဆုံးဖြစ်နေတဲ့အတိတ်မျိုးနဲ့သူကနည်းနည်းပို့ဆင်နေပေါ့နော်လာဆိုချင်းဆုံးဖြစ်နေဆို relax ဖြစ်နေရဲ့ဒီလိုပုံစံမျိုးပေါ့ဒါပေမဲ့သူကကြ relax ဖြစ်တဲ့သဘောတရားမျိုးတော့မဟုတ်ဘူးတော်ဒီလိုပေါ့ပါရဲဆိုရပေါ့နော်ဒီလိုမျိုးဒီ emotion state တွေမှာဆိုလို့ရှင်လာဆိုတော့ဒါလေးကိုသုံးသွားလို့ရပါတယ်那这老师 example 例记来没呢？那第一个就是他对我总是当当的，他对我他是对我ဆိုလို့ရှိရင်သူ对ကို对 plus object ကို subject ရဲ့နောက်မှာထားလို့ရတယ်။တော့ for လို့ဘာသာပြန်လဲရပါတယ်။အတွက်လို့ဘာသာပြန်လဲရတယ်။အပေါ်မှာလို့ဘာသာပြန်လဲရတယ်ပေါ့နော်။ဒါဆိုဒီစာကြောင်းမှာဆိုရင်တော့他对我သူကငါအပေါ်မှာ总是အမြဲတမ်း当当的ပေါ့ပြက်ပြက်ပဲအဲ့လိုသွားမယ်โอเคနော်ဥမာကလာဆိုတော့တွားငါပေါ်မှာဆိုရင်လေအမြဲတမ်းခပ်ပေါ့ပေါ့ပဲနော်ပေါ့ပြက်ပြက်ပဲကွာတိတ်ပြီးခီးမဆိုင်ဘူးပေါ့နော်အဲ့လာဆိုတော့ဒီလိုမျိုးဆိုရင်ဥမာကဒီလိုပုံစံမျိုးတွေဆိုလို့ရှိရင်很多的女生不喜欢你နော်对吧နော်လာဆိုတော့ဒီလိုနေရာမျိုးတွေမှာသုံးပါတယ်ပေါ့ပြက်ပြက်ပဲ他对我总是当当的可以နော်那我们下一个他淡淡一笑နော်သူပပနဲ့ပဲတစ်ချက်ရင်လိုက်တယ်တွေ့ပါနေမယ်နော်သူကလုံးဝပေါ့ပါစားနေရောနော်အဲ့လိုအပြောင်းလေးတစ်ချက်လောက်ပြောင်းလိုက်တယ်ရီးလျှောက်ရတယ်တစ်ချက်လောက်ရင်လိုက်တယ်ရီးလျှောက်可以နော်他淡淡一笑နော်သူပေါ့ပါစားနေပဲလောက်ရှုပ်တစ်ချက်လောက်ရင်လိုက်ပါတယ်大家应该可以နော်对吧老师အကောင်မရမယ်လို့ထင်တယ်ဒါဆို老师ဆက်သွားမယ်那我们第三个呢大家မှာတစ်ခုကတော့今天我只是当当吃老师今天တော့我ငါကတော့只是နော်အဲ့ဒါ只是当当吃ပေါ့ပေါ့ပါပါပဲစားတယ်ပြောချင်တာက老师လုံးဝဒီလို menu တွေပေါ့老师ဒီ type တန်းနေဒါမှမဟုတ်ရှင်ဒီ site တွေပေါ့နော်ဒီလို hint တွေကိုလုံးဝဟိုလိုမျိုးအရင်ကြီး heavy ဖြစ်တဲ့ဟာမျိုးတွေမရှက်ဘူးပေါ့နော်ပေါ့ပါပါနဲ့ပဲစားလိုက်ပါတယ်ဥပမာလာဆိုကြက်ဥကြော်နဲ့စားလိုက်တာဒါမျိုးပေါ့နော်ဒါမှမဟုတ်ရှင်ခေါက်ဆွဲလေးကြော်ပြီးစားလိုက်တာနော်လာဆိုဒါမျိုးလေးပေါ့နော်ဒါမျိုးလေးဆိုလာဆိုတော့တန်တန်နဲ့တောင်းလို့ရတယ်တန်တန်ချ်ဒီကောင်က verb နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်လာဆိုတော့တန်တန်နောက်မှာတက်မလိုက်ဘူးပေါ့နော်တန်တန်ချ်ဘာလို့ဆိုတော့တန်တန်ဆိုတာ verb သဘောတရားမျိုးဆိုတော့သူ Chinese မှာများတော့အဖြစ် verb တွေက verb ရဲ့ရှေ့မှာလိုက်တယ်နော်ဒါဆိုတော့အကောင်လုံးလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့အများစုကအဲ့လိုမျိုးလိုက်တယ်အဲဒါကြောင့်မသူကဒီနေရာမှာတန်တန်ချ်ဖြစ်သွားပါတယ်今天我只是当当吃可以呢 OK 那我们最后一句你可以当当窗了很简单吧你们对吧老师说呢你说了你可以ဆို老师လို့ရတယ်窗ကဝတ်တယ်လीနော်可以窗ဆိုတော့ဝတ်လို့ရတယ်ပေါ့当当ပေါ့ပေါ့ပါပါနော်你可以当当窗နဲ့ပေါ့ပေါ့ပါပါနဲ့ဝတ်လို့ရပါတယ်ဥပမာလာဆိုအပြင်သွားတယ်对吧နော်အပြင်တစ်ခါသွားရမယ်ဆို outfit တွေရွေးရကွာနော်တကယ်ချင်းဒါကငါတို့ကလောက်အဝေးလည်းမသွားဘူးပေါ့နော်နီးတနာကိုပဲသွားမှာနင်းပေါ့ပေါ့ပါပါနဲ့ဝတ်လို့ရတယ်ဒါမျိုးဆိုရင်လာဆိုတော့တန်တန်လေးပဲသုံးပါမယ်တန်တန် trunk လို့သုံးပါတယ်နော်โอเคနော်လာဆိုဒီလောက်ဆိုလို့ရှင်အကုန်လုံးလည်းရကြလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ကဒါဆိုရင်တော့လာဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်那再见啦大家